ငါကျင်းတို့မင်းလာပါဗျโอเคဒီကြောက်လေးတစ်လုံးတူကြည့်အောင်ဗျကြောက်လေးကတော့ဒါတော့ခွန်နေထားလေးပါဗျဖြတ်သားတော့ကြည့်မှာဗျကျွန်တော်လဲရလိုက်နေဝင်ခြင်းလို့ဒီကြောက်လေးကိုဝယ်လာတာဗျအနာအနေနဲ့လို့ရှိရင်တော့ဒါလေးတစ်ချောင်းပဲပါမယ်ဒီဟာလေးဗျဒီဟာလေးတစ်ချောင်းပဲပါအဲဒီမှာခီးပေါက်လေးတော့ပါလိမ့်ဗျဒီခီးပေါက်လေးတွေနှတ်တော့ပါမှာဒါလေးကတော့အဖုံးလေးဗျကဲအမကြီးကြည့်အောင်အမရဲ့ဒူးကတော့ဒီဘက်လက်နှလုံးရှိမှာဒါလက်လုံးပါပဲရောင်းနေဆိုအချက်အနေနဲ့ဆိုရှင်ဒါနောက်တစ်ချက်ထည့်ရမယ်အနေထားပေါ့တော့ပါပဲဗျဒီဘက်တစ်ချက်ဒီဘက်တစ်ချက်ဒီအမမှာလည်းအနာအနေနဲ့ဆိုလို့ရှိရင်တကယ်ချင်းတို့ဒီမှာမြင်ရမှာပေါ့ဒီအနာတစ်ချောင်းနဲ့ပါမယ်ဗျဒီအနာလေးတစ်ချောင်းနဲ့ဗျအနာလေးတော့လိမ့်ပါတယ်ဗျကြောက်လေးဒါလေးလာပြတာပဲဗျပပိုင်မှန်းချင်း